ခရစ်စမတ်တစ်ပင်တပင်ကြောက်တန်းပေါ်မှာပေါက်နေတယ်လို့ထင်ရပေမဲ့ဒါဟာအပင်မဟုတ်ပဲတန့်ကောင်တစ်မျိုးဖြစ်ပါတယ်နှစ်ပေါင်းများစွာတော့မရွေ့ရခဲ့ပါဘူးဒါကတော့ကမ္ဘာတဝန်းကကြောက်တန်းတွေပေါ်မှာအသက်ရှင်နေတဲ့ကြောက်တန်းတွေနဲ့ထာဝစဉ်တသားတဲ့ပေါင်းဆက်နေထိုင်ကြတဲ့အလှပဆုံးတတဝါတွေတဲကတစ်ခုဖြစ်တဲ့ခရစ်စမတ်တစ်ပင်တန့်ကောင်ဖြစ်ပါတယ်အဲ့ဒီခရစ်စမတ်တစ်ပင်ပုံစံခွေနေတဲ့အစိပ်ပိုင်းတွေဟာပန်းပွင့်တွေမဟုတ်ပါဘူးအဲ့ဓာတွေကအစားစားဖို့နဲ့အသက်ရှူဖို့အတွက်အသုံးပြုတဲ့ရေဒီယိုလို့ခေါ်တဲ့အမွှေးအမြင့်အဆောက်အုံတွေဖြစ်ပါတယ်။ရေဒီယိုတစ်ခုချင်းစီမှာသေးငယ်တဲ့စီလီယာအမွှေးနုလေးတွေစီတန်းမှာရှိပြီးရေတွေကိုအထဲကိုစီးဝင်အောင်အမြဲတမ်းတိုက်ခိုက်လှုပ်ရှားနေပါတယ်။စီလီယာလေးတွေကပလန်တန်တွေကိုဖမ်းယူပေးပြီးအောက်ဆီဂျင်ကိုစစ်ထုတ်ပေးကအစာစားတာနဲ့အသက်ရှူတာကိုတပြိုင်နက်တည်းလှုပ်ဆောင်ပေးပါတယ်တန့်ကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတော့သူကိုယ်တိုင်တိဆောက်ထားတဲ့ထုံကြောက်ပြုံနဲ့တစ်ခုထဲမှာဝတ်ထားပါတယ်။အဲ့ဒီပြုံကအသက်ရှင်နေတဲ့ကြောက်တန်းနဲ့ချိတ်ဆက်နေပြီးကြောက်တန်းကသူ့ရဲ့ပတ်လည်မှာဆက်လက်ကြီးထွားလာတဲ့အတွက်သူတို့နှစ်ခုဟာတသားတည်းဖြစ်သွားကြပါတယ်။ရေကိုသွားပြီးထိလိုက်တာနဲ့အဲ့ဒီခွေနေတဲ့အစိပ်ပိုင်းတွေဟာတစ်စက္ကန့်ရဲ့တပုံလောက်အမြန်နှုန်းနဲ့လျှက်တစ်ပြက်ပျောက်ကွယ်သွားပါတယ်။ဒါဟာတိရစ္ဆာန်လောကတစ်ခုလုံးမှာအမြန်ဆုံးလှုပ်ရှားမှုတွေထဲကတစ်ခုဖြစ်ပါတယ်။ပြုံဝကိုပိတ်ဆို့ဖို့အတွက်ထုံးကြောင်းနဲ့ပြုလုပ်ထားတဲ့အဖုံးပါရှိပြီးဘယ်အရာကမှအထဲကိုဝင်လို့မရအောင်ကာကွယ်ပေးပါတယ်။အဲ့ဒီနောက်မှာစက္ကန့်အနည်းငယ်သို့မဟုတ်မိနစ်အနည်းငယ်ကြာအောင်စောင့်ဆိုင်းပြီးမှခွေနေတဲ့အစိပ်ပိုင်းတွေကဖြည်းဖြည်းချင်းပြန်ထွက်လာပါတယ်။သူတို့ရဲ့မျိုးပွားမှုစနစ်ကတော့ရေထဲကိုဥနဲ့တုပ်ပိုးတွေကိုဓာတ်ရိုက်ထုတ်လွှတ်ပြီးမျိုးပွားတဲ့စနစ်ဖြစ်ပါတယ်။ဥကပေါက်လာတဲ့တနေသားလောင်းလေးတွေဟာရေထဲမှာလွတ်လပ်စွာမျောပါသွားကြပြီးနောက်ကြောက်တန်းကိုတွေ့တဲ့အခါကျမှအခြေချကြပါတယ်။ပြုံကိုတိဆောက်ပြီးသွားပြီဆိုရင်သူတို့ဟာဘယ်တော့မှထပ်မံမကူးခတ်တော့ပဲအဲ့ဒီနေရာမှာပဲတစ်သက်လုံးနေထိုင်သွားကြပါတော့တယ်။တချို့တရဝါတွေဆိုရင်ကြောက်တန်းပြုံတစ်ခုထဲမှာတင်ရေတွေကိုစက်တိုက်စစ်ထုတ်ရင်းနဲ့နှစ်ပေါင်း40ကျော်အထိအသက်ရှင်နေထိုင်သွားကြပါတယ်။သူတို့ဟာကြောက်တန်းပေါ်မှာကိုယ့်အတွက်နေရန်တစ်ခုကိုတိဆောက်ပြီးရေစီးကြောင်းကလာတဲ့အစာတွေကိုထာဝစဉ်စားသုံးသွားကြပါတယ်။